အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့နန်းကြီးတုပ်လေးလှူစားကြရအောင်နော်အားလုံးပဲဒီနေ့ကျူနဲ့တူနန်းကြီးလွယ်ကူနန်းကြီးတုပ်လေးလိုက်တုပ်စားကြည့်မယ်နော်ဒီမှာလိုအပ်မဲ့ပစ္စည်းလေးတွေအိမ်မှာရှိတဲ့ပစ္စည်းလေးတွေဝယ်ပြင်ပြထားမယ်ပေါ့နော်ဒါ basis ကတော့လိုအပ်မှာချက်သားပါနောက်တစ်ချိန်ထဲမှာချက်ဥလေးတစ်လုံးပြုတ်ထားပါမယ်နောက်ရင်းနှီးလေးလည်းတည်ထားမယ်ခောက်ဆွဲတည်ဖို့အတွက်ပါနော်ချက်သားကိုဒီလိုလေးဟိုအတုံးတသေးလေးရအောင်နော်တုံးထားမယ်ပေါ့ကျူကတော့ကြက်ရင်အောင်လားတုံးထားပါတယ်ကဲဒါစီလေးပူလာရင်ဒါစီလေးတက်မယ်ပေါ့နော်ချက်သွန်လေးထည့်ပြီးတော့ရင်ဦးဆုံးဒီချက်သွန်လေးအရင်ထည့်ရဲဆိုတာလေဒီဟိုချက်သွန်စိမ်းနဲ့လေးပြောက်အောင်ပေါ့နော်အရင်ချက်သွန်လေးထည့်အောင်ပြီးတော့ဒီအယောင်တင်မုံမျိုးတင်မုံလေးထည့်ပါမယ်ပြီးရင်ဒီစမင်းမုံလေးထည့်ပါမယ်ဟိုဒါလေးကလေဟိုဗမာဟင်းကြီးရဲ့အခြေခံ basis curry sauce လေးပေါ့နော်ဒီ sauce လေးဒီစီတက်တာလေးကိုကောင်းတက်စီတက်သွားရင်ဘာဟင်းမချက်အရင်လွယ်သွားပြီကွာဒီစီတက်ထားတဲ့ထဲကိုဘာသားနဲ့ချက်မလဲဝသားနဲ့ချက်မလားချက်သားနဲ့ချက်မလားဟိုချက်ဦးချက်မလားဘာဟင်းမချက်ဒါလေးက basis ပေါ့နော်ဒါလေးကဟိုလုံးဝ Burmese basis curry sauce လေးပေါ့နောက်ပြီးဒီမှာအသားမုံလေးထည့်မယ်ပြီးတော့ဒီချက်သွန်ပြူလေးထည့်ပါမယ်ကျူကတော့ဒီဟိုချက်သွန်ပြူလေးကိုလေနှစ်ပတ်စာလောက်ပို့ကြိတ်ပြီးတစ်ခါရဲခဲထားတော့ဒီတင်းတော်လောက်ဒီအတုံးလေးပေါ့နော်အဲ့ဒါလေးတစ်ထုံးထည့်ပါတယ်ဒီဟိုလွယ်ကူဒီ fresh ကိုနှွားပြီးတော့ထောင်းနိုင်ရင်တော့အကောင်းဆုံးအမွေဆုံးပေါ့နော်ဒါပေမဲ့ကျူတို့ဒီမှာအလုပ်များတဲ့လူတွေအတွက်ကတော့ဒီလိုလေးဘူရဲကနေပြီးတော့ဒီလိုကြိတ်ပြီးခဲထားရင်လည်းကောင်းပါတယ်ကဲပြီးတော့ကြိတ်ထားတဲ့ဒီခင်းချင်းဒီအနည်းလေးထည့်မယ်ပေါ့နော်ဒီခင်းချင်းဒီအနည်းလေးရပေါ့နော်ဟိုမထည့်ရင်လည်းရတယ်ဒါပေမဲ့ကျူးရဲ့ဟို personal အကြိုက်ပေါ့နော်ဒီခင်းချင်းဒီထည့်လိုက်ရင်ပို့ပြီးတော့အနက်လေးအရသာလေးအရန်ကောင်းသွားတယ်ပေါ့နော်ဒါလေးစီပြန်လာအောင်အရင်တက်ပြီးမယ်ဟိုစီဟိုပြန်လာနေကြရင်ဒီလိုနန်းကြရင်ထည့်မယ်ဒီကဒီနန်းပြားကြီးလေးအသားမုံလေးထည့်ရဲဆိုတော့ဒီချက်သားမှာဘာမှဟိုမနေထားလို့ပေါ့နော်ချူနေနေကြတော့ဒီနောက်ပြီးတော့ဒီဝါထားတဲ့ချက်သားလေးထည့်ပါမယ်ဟိုဒီချက်သားကိုဘာမှမနေထားတဲ့အတွက်ဒီ sauce ထဲကအရသာလေးတွေရပဲပေါ့နော်သူကနေပြီးအရသာဝင်သွားမှာပေါ့ဒီဟိုဘာရင်မှမထည့်ဘူးလေဒီပြမှာပါလာတဲ့ဟာလေးနဲ့လုံးလေးနဲ့အရင်အနစ်ကလေးလုံးကြတာပေါ့နော်ဒီအပါသားလေးဖြစ်ဒီမှာအသားစိမ့်နေလေးရှိရနော်သားချက်သားဆိုလည်းသူဟာနဲ့သူစိမ့်နေလေးရှိတော့နောက်ပြီးဂျူဝါဒီနဲ့တုံးမဲ့ဟိုမုံဖက်ကကြတော့ဒီနန်းလက်မုံဖက် Vietnamese မုံဖက်အချောက်လေးတုံးထားပါတယ်နော်ကဲဒီမှာချက်သားသူပထမလုံးလေးခန်းလာကနေကြရင်ဂျူဝါဒီရေလေးနဲ့ထပ်ထည့်ပြီးတယ်ပေါ့နော်အများကြီးမဟုတ်ဘူးနည်းနည်းလေးပဲချက်သားဟိုဘယ်ဟန်လို့လဲဆိုတော့ဒီဟိုစီပီချက်တို့ဘာလို့လဲဆိုလဲအဆင်ပြေမှာပေါ့နော်အဲ့လိုကြိုက်ဟိုချက်သားဟင်းဆောင်ရဲ့တစ်ချိန်ထဲမှာဒီတုပ်ကိုပြင်ထားမယ်ပေါ့နော်အတုပ်အတွက်ချက်သွန်ဒီအစိမ်းလေးလွှာထားမယ်နောက်ချက်ဥပြုတ်လေးလွှာထားမယ်နောက်နန်းပင်လေးလွှာထားမယ်တစ်ချိန်ထဲမှာကိုမှရှိတဲ့စီချက်လေးပဲမုံလေးထုတ်ပြီးပြင်ထားမယ်ပေါ့နော်ဒါလေးကကြတော့ဟိုအချိန်ကိုတက်တာအောင်ပေါ့နော်ဒီဟင်းလေးကိုလည်းစောင့်ရင်အချိန်ရတဲ့အချိန်မှာလွှာထားချက်ထားတာလေးပေါ့ကျိုးကတော့ဒါဟိုကိုရီးယားလာတဲ့ဒီဟို roasted bean powder လေးသုံးလာတယ်ပေါ့နော်ခေကချက်သားဟင်းကဒါရေလေးရောချန်နေသေးပြီမဲ့ ready ဖြစ်ခါနေပြီပေါ့နော်ကဲတစ်ချိန်ထဲမှာပဲကျိုးကဒီမှာဟိုခောက်ဆွဲလေးပြုတ်ထားတယ်15မိနစ်လောက်တော့ပြုတ်သွားတယ်ဒီနေ့ဘာလို့ဒီမုံဖက်ကအချောက်ဆိုတော့လေဒီရေပွဲဆူထဲမှာထည့်ပြီးစောင့်နေလိုက်တာဒီမှာအပေါ်ရမှာစီလေးဝေ့ပြီးစီလေးတွေပြန်လာပြီးဆိုရင်လိုက်ခေခံသွားပြီဆိုရင်ချက်သား ready ဖြစ်ခါနေပြီပေါ့နော်ကြည့်လိုက်ရင်သိတာတွေအပေါ်မှာရေလေးမကျန်တော့ပဲစီလေးတွေဝေ့တက်လာတာပေါ့နော်ဒါတစ်ချိန်ထဲမှာပဲမုံဖက်လေး ready ဖြစ်တော့မယ်ဒီမှာတော်တော်ပြုတ်ဖက်ပြီးတော့ဒီ
ဒီလက်လေးနဲ့စမ်းကြည့်ပြီးလက်ကလေးနဲ့ဖြတ်ကြည့်လိုက်လို့ပြတ်သွားပြီလို့လည်းကိုပြတ်သွားပြီဆို ready ဖြစ်ပြီပေါ့နော်ကဲဒီမှာအတုပ်တုပ်ဖို့ ready ဖြစ်ပါပြီဘာလို့လဲဒီမှာဒါကတော့ကျိုးကငရုတ်စီမချက်အားလို့လည်းကိုသုံးတာချက်သားဟင်းချက်သွန်းနီးဒီမှာခုနလွှာထားတာလေးတွေစီချက်ပဲမုံဒီမှာနောက်ဟိုတမယာတီးရှင်တော့အကောင်းဆုံးပေါ့နော်ကိုကတော့တမယာရေးသုံးထားတယ်နောက်ငါးငံပြားရေးလေးသုံးထားပါတယ်ကဲဒါလေးတွေကတော့လုံမှာအကုန်ပဲထင်တယ်အကုန်မှာပဲเนาะဒါလေးကိုကငရုတ်တီးကြရင်တော့ငရုတ်တီးလော်မုံလေးသုံးမယ်ကဲစားပြီးတုပ်ပါပြီเนาะကဲကိုနယ်မဲ့ထဲကိုဒါဟိုမုံဖက်ရေစစ်ထားတာလေးထည့်မယ်နောက်လွှာထားတဲ့ချက်သွန်းနီးနန်းနန်းပင်ချက်ဥလေးတွေထည့်မယ်เนาะနောက်စီချက်ထည့်ပါမယ်စီချက်ကတော့အတုပ်ဆိုတော့အရင်ကြီးနေလို့တော့မရအောင်ပေါ့နော်ကျူကတော့ဒီစပွဲတင်ဇွန်လေးနဲ့၄ဇွန်ပေါ့အဲ့လောက်ထည့်ထားရဲ့နှစ်ပွဲစာတုပ်မှာဆိုတော့လေဟိုစီရမ်းနေတော့လေဒီအတုပ်ကလေးအရသာမထွက်ဘူးပေါ့နော်နောက်ပြီးတော့ပဲမုံနှစုံထည့်ထားပါတယ်ဒီ best spoon နဲ့ serving spoon နဲ့ပေါ့နော်ဟိုကိုကပိုထွေးစစ်စီလေးထားခြင်းနေဆိုလဲကိုကဟိုစားခြင်းနေဆိုလဲပဲမုံလေးပိုထည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီဟိုချီလီဝိုင်းဒီဆိုဟိုငရုတ်စီနီလေးထည့်မယ်ပေါ့နော်စီနီပေါ့လောက်ရတာမခက်ဘူးရဲ့အိမ်မှာကိုကလည်းငရုတ်သီးမုံလေးကိုအပေါ်ကစီပူနေအောင်ကြော်ချက်ပြီးတော့လောင်းချလိုက်အောင်မယ်ဒါမှမဟုတ်ကအချိန်မရတော့လို့ဒီတရုတ် ready made ချီလီဝိုင်းမဲ့သုံးထားပါတယ်နောက်ကျိုးကအဆက်ချိုက်သမားဆိုတော့ကျိုးကဒီငရုတ်သီးလော်မုံလေးထည့်ထားတယ်ပေါ့နော်အဆက်မစားနိုင်တဲ့လူတွေနဲ့လူတွေထွက်မထည့်လေရပါတယ်ကဲနောက်ပြီးဆက်လိုက်ကြော်မင်းသားကြီးထည့်တော့မယ်ပေါ့နော်ခုနထည့်ထားတဲ့ခုနချက်ထားတဲ့ဒီ chicken ဟိုကြက်သားဟင်းအနှစ်လေးထည့်မယ်ပေါ့နော်အဲ့ဒီကအနှစ်ကလေးကထွက်လာတဲ့စီဟင်းစီလေးတွေအသားတုံးလေးတွေကိုဒါနှစ်ပွဲစာမြမြတတလေးထည့်မယ်ပေါ့နော်နောက်အိမ်မှာတမယာသီးရှင်တော့တမယာသီးအသေးတစ်လုံးလေးဟိုညစ်ထဲတော့အဆင်ပြေမယ်ကျူကတော့ဒါဟို table spoon နဲ့တစုံခွဲလောက်ရှိမယ်ပေါ့နော်ဒီတမယာ ready made တမယာကြီးပူပါမညှစ်ထည့်လိုက်တယ်ကဲနောက်ဆုံးဟိုအရင်မများဘူးပေါ့နော်ဒီငံပြားကြီးလေးတစ်ပေါင်းနှစ်ပေါက်ထည့်ပေါ့just around about like 1 tablespoon ပေါ့နော်အဲ့ဒါလေးထည့်တယ်ကဲနောက်ပြီးတော့နေပါမယ်အကောင်းဆုံးကတော့ဒီလက်နဲ့စစ်ရှယ်နေတာတော့အကောင်းဆုံးပေါ့နော်ကျိုးတော့လက်အိတ်လေးနဲ့ပဲကောင်းကောင်းဟိုဒီဟိုတိတ်ချလေးနေပေါ့ဒီဗမာအတုပ်တွေပါတယ်ဆိုတာလေဒီလက်နဲ့နေမှာပဲဟိုအရသာပို့ပြီးတော့လေဟိုဝင်တာပေါ့နော်ဇုံးနေခင်းနေနေလာရင်ပေါ့နော်ဂျူးစိတ်ထဲမှာဟိုအရန်လဲဟိုမနှံ့ဘူးမနေဘူးအရသာမဝင်ဘူးရဲ့လို့ခံစားရတယ်ပေါ့နော်ဒီလက်နဲ့မှာပဲဒီဟင်းနဲ့ဒီအသီးနှံလေးတွေဒီချက်သွန်တို့ကျိုးတို့အေးဟိုနန်းနန်းမင်းတို့အရင်ဆုံးနှံ့အောင်မွေးတယ်ပေါ့နော်ပြီးတော့မှဒီဟိုချက်သားအနှင်းနဲ့ဒီမုံဖက်နဲ့ပဲမုံနဲ့ဟိုနန်းနေအောင်နေတယ်ပေါ့နော်ဒီလက်နဲ့အားရပါရဟိုနေလိုက်မှပဲဒီဗမာအတုပ်အလုတ်ဆိုတာလေဟိုအရန်ကိုအရသာပိုးပြီးနန်းပြီးတော့လေအရန်ပိုးစားကောင်းမှာပေါ့နော်ဒါကျူရဲ့အမြင်မို့ဟိုဇုံလေးနဲ့ခင်းနဲ့ဟိုဘောလိုစပါဂက်တီလေးလိုဟိုလာပပါလေးဟိုနေစားလို့တော့မရဘူးပေါ့နော်ဒါတေချာလေးနန်းနေအောင်နေပေးပါမယ်ကဲ ready ဖြစ်သွားပါပြီနော်ဒါဆိုရင်တော့ပကံလေးထည့်ပါတော့မယ်ဒါကျိုးကနှစ်ပွဲစားတုပ်တာပါနော်ကဲနောက်ဆုံးတော့အမတန်လွယ်ကူတဲ့နန်းကြီးတော့ရပါပြီနောက်ကိုကပေါ့နော်ဟိုဘေးနားလေးမှာဟို
ချက်ဥပြုတ်လေးတွေချက်သွန်လေးတွေထည့်ပြလဲရတယ်ပေါ့နော်ကျူကတော့လွယ်လွယ်ကူကူအိမ်မှာသုံးစားတဲ့ပုံစံနဲ့လုပ်ထားပါတယ်စားကြပါအောင်ရှင်